ကျွန်တော်နာမည်ရိုလန်ပါတနေ့မှာတော့ဘာမှစိတ်ဝင်စားစရာမရှိတဲ့အနေအများတဲ့နေဆက်မျိုးတေးသေးလေးကမင်းသားတယောက်ရဲ့ကိုယ်ထဲကိုပြန်လည်မွေးဖွားလာခဲ့တယ်အဲ့ဒီမနက်မှာလူကြီးတယောက်ကျွန်တော်ကိုလာခေါ်တယ်ဒါပေမဲ့တကားမခောက်ခင်မှာပဲကျွန်တော်ကိုအလုပ်ကျွေးလုပ်ပေးပြီးတက်တက်ထွက်လာတဲ့အစီခံမလေးနဲ့တွေ့သွားတယ်သူမကမင်းသားအိတ်နေပါတယ်လို့ပြောပေမဲ့မျက်လုံးတွေကတော့တခြားအရာတစ်ခုဖုံးကွယ်နေတယ်လို့ထိတ်လန့်နေခဲ့တယ်လူကြီးကအခန်းထဲဝင်လာတော့ကျွန်တော်မလုံမရှားအိပ်ပျော်နေတယ်လို့တွေ့ရတယ်ကျမ်းပြင်ပေါ်မှာဝိုင်ခွက်တစ်ခွက်လဲကျနေတာလည်းရှိတယ်သူမသိသေးတာကအဲ့ဒီအချိန်မှာပဲမင်းသားအစ်စ်ကတေဆုံးပြီးသားဖြစ်နေပြီးကျွန်တော်ကသူ့ခန္ဓာကိုယ်ကိုဝင်ယူထားခဲ့တာပဲကျွန်တော်နိုးလာပြီးဘာတွေဖြစ်နေလဲဆိုတာနားလည်ဖို့စူးစမ်းနေတော့လူကြီးကချက်ချင်းထားခိုင်းတယ်ဆုံးမတယောက်ကိုတက်တံပေးရမယ်အမိတ်ပေးရမယ့်သူကမင်းပဲလို့ပြောတယ်အပြင်မှာတော့လူတွေအော်ဟစ်ဆူညံနေကြတယ်မင်းကလေးငယ်တယောက်ကိုကြောက်ခဲတွေနဲ့ပြစ်နေကြပြီးဆုံးမလို့အော်နေကြတယ်အထက်တန်းအမတ်တွေကတော့ဘာမှမဖြစ်တယ်လို့ဘဲကနေပေါ်ကနေဝိုင်းတောက်ရင်းကြည့်ရှုနေကြတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်သဘောပေါက်သွားတယ်ငါမင်းသားတယောက်အဖြစ်ပြန်မွေးဖွားလာတာပဲကျွန်တော်တည်ငြိမ်နေတယ်လို့လုပ်ပြီးအခန်းထဲလှည့်ကြည့်လိုက်တော့အစိတ်ခတ်ထားတဲ့ဝိုင်ခွက်ကိုတွေးလိုက်ရတယ်ဒီခန္ဓာကိုယ်ပိုင်ရှင်ကိုတယောက်ကတတ်ထားတာပဲအပြင်ထွက်လိုက်တဲ့အခါတော့ကျွန်တော်တကယ်အံ့အားသင့်သွားတယ်တခြားကဘာတစ်ခုလည်းရောက်နေတာကိုမယုံနိုင်သေးဘူးလူအုပ်ကြီးကဆုံးမကိုကြိုးပေးတတ်ဖို့အမိတ်ပေးပါလို့အော်နေကြတယ်လူအုပ်ထဲမှာတော့မနက်ကအစီခံမလေးကိုတွေးလိုက်ရတယ်သူမကမင်းသားအသက်ရှင်နေသေးတယ်ဆိုပြီးထိတ်လန့်နေခဲ့တယ်တကယ်တော့အသက်ရှင်နေတာကကျွန်တော်ပဲကျွန်တော်ဆုံးမဆိုတဲ့မိန်းကလေးကိုကြည့်လိုက်တော့သူမကတာမန်မိန်းကလေးငယ်တယောက်လိုပဲထင်ရတယ်ဒီအရာအလုံးကအယူဆန်နေတယ်လို့ခံစားရပေမဲ့မင်းသားအဖြစ်ဆက်တရုပ်ဆောင်ရမယ့်အတွက်ကျွန်တော်စီရင်ချက်ကိုရွှေ့ဆိုင်ဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့တော်ဝင်သူရဲကောင်းကချက်ချင်းကန့်ကွက်တယ်မရပါဘူးဆုံးမလို့တတ်မှတ်ပြီးတာနဲ့ချက်ချင်းတက်ရပါတယ်မဟုတ်ရင်တခြားဆုံးမတွေကိုဆွဲခေါ်လာလိမ့်မယ်လို့ပြောတယ်ကျွန်တော်ပြန်မေးလိုက်တယ်ဒါဆိုပိုကောင်းတာမဟုတ်ဘူးလားတခြားဆုံးမတွေလာရင်တခါတည်းဖမ်းလို့ရတာပေါ့သူချက်ချင်းစကားမထွက်တော့ဘူးအဲ့ဒီလိုနဲ့စီရင်ချက်ရွှေ့ဆိုင်သွားတယ်နောက်ပိုင်းယထာလဲနဲ့အင်ကြီးကိုပြန်လာတော့မှကျွန်တော်မသိလိုက်ပဲကိုကိုအစိတ်ခက်ခဲတဲ့သူနဲ့ဘေးချင်းကပ်ထိုင်နေခဲ့တယ်သူမကတော့အပြစ်မရှိတဲ့အစီကံမလေးလိုတရုပ်ဆောင်နေတော့ပဲအခန်းထဲပြန်ရောက်တော့ကျွန်တော်အရာအလုံးကိုစဉ်းစားနေတယ်ငါကလူတိုင်းမထင်မှတ်တဲ့မင်းသားတယောက်ရဲ့ကိုယ်ထဲမှာပိတ်မိနေပြီးဂုံတိတ်ခါမရှိအာနာမရှိဒီအမောင်ခစ်လိုကဘာကြီးထဲမှာဘာလုပ်ရမလဲဒါပေမဲ့မှန်တဲ့ကြည့်လိုက်တော့အ ਨੇ ဆုံးတော့ဒီကောင်ကတော်တော်ချောတာပဲအဲ့ဒီနောက်ကျွန်တော်ဒီဘဝကိုအကောင်းဆုံးအသုံးချဖို့ဆုံးဖြတ်လိုက်တယ်ညစာစားချိန်မှာတော်ဝင်အကြံပေးရောက်လာပြီးဓာတ်ရိုက်မိတယ်ဘာလို့ဆုံးမကိုမတက်တာလဲကျွန်တော်မေးလိုက်တယ်ဆုံးမကိုတက်တာဘာလို့ဒီလောက်အရေးကြီးတာလဲသူကရှင်းပြတယ်အနောက်ဘက်တော်ထဲမှာဆုံးမတွေတွေ့ထားကြပြီးစုံမပူပေါင်းအဖွဲ့ရဲ့တင်ကေတာကိုလည်းတွေ့ထားကြတယ်တဲ့ကျွန်တော်ဘာမှမသိလို့မေးလိုက်တော့အရင်တုန်းကဆုံးမတွေတယောက်ချင်းလှုပ်ရှားကြတယ်ဒါပေမဲ့ဒီအဖွဲ့ကသူတို့အားလုံးကိုစုစည်းပြီးမြင့်မြတ်တော်တောင်ဝါဆိုတဲ့နေရာကိုရှာဖို့ကြိုးစားနေတယ်အဲ့ဒီနေရာမှာပဲဆုံးမတွေအမြဲငြိမ်းချမ်းနိုင်တယ်လို့ယုံကြည်ကြတယ်လို့ပြောတယ်ကျွန်တော်အေးစစ်စစ်ပဲမေးလိုက်တယ်ဒါဆိုဆုံးမအသက်ရှင်နေသေးတာတည်သွားပြီးလာခဲ့မှာကိုကြောက်နေတာလားသူချက်ချင်းပြရာခတ်သွားပြီးဟုတ်ပါတယ်လို့ဝန်ခံတယ်ဆုံးမကိုချက်ချင်းတက်ရမယ်လို့လည်းထပ်ပြောတယ်ဘာလို့လဲဆိုတော့ဆုံးမစွမ်းအားနိုးထလာရင်အရန်ကြောက်စရာကောင်းလို့တဲ့စွမ်းအားဆိုတဲ့စကားကိုကြားလိုက်တာနဲ့ကျွန်တော်မျက်လုံးတောက်ပါသွားတယ်သူကဆက်ရှင်းပြတယ်ရက်အနှဲငယ်ကမြောက်ဖက်တထုတွင်ပြူကြတော့ကဆုံးမကလူတယောက်ကိုမီးနဲ့လောင်ကျွမ်းစေပြီးဖျောင်းတိုင်လိုအည်ပြောသွားစေခဲ့တယ်တဲ့အဲ့ဒီနောက်ကျွန်တော်ဆုံးမကိုကိုယ်တိုင်တွေ့ချင်လာတယ်အကြံပေးကထိတ်လန့်သွားပြီးမီးရှို့တက်တာမဟုတ်ဘူးလားလို့မေးတော့သူမကမီးကိုမကြောက်ဘူးလို့ပြန်ဖြေတယ်ခေတ်တစ်ကဘာကလာတဲ့ကျွန်တော်အတွက်တော့ဒီຢာတွေကစိတ်ကူးရင်ပုံမြင်လိုပဲထင်နေတယ်ဒါကြောင့်ကိုယ်တိုင်ကြည့်ဖို့အကျဉ်းထောင်စီဆင်းသွားခဲ့တယ်သူရဲကောင်းကအောက်မှာလုံခြုံမှုအာမမခံနိုင်ဘူးလို့တားပေမဲ့ကျွန်တော်ပြန်ပြောလိုက်တယ်မကောင်းမှုကိုမရင်ဆိုင်ရင်ဘလို့အနိုင်ယူမလဲနောက်ဆုံးဆုံးမရဲ့အချင်းကန်းရှိရောက်သွားတဲ့အခါကျွန်တော်တကယ်တုန်လှုပ်သွားတယ်သူမကအယမ်းလာတယ်အပြာရောင်မျက်လုံးနဲ့တွေထဲမှာမကောင်းမှုလုံးဝမရှိပဲမတုံမလှုပ်ယုံကြည်ချက်တစ်ခုပဲတွေ့ရတယ်ကျွန်တော်ကိုကိုမိတ်ဆက်ပြီးသူ့မနာမည်မေးလိုက်တယ်သူမကအားနေတဲ့အတန်နဲ့အန်နာလို့ဖြေတယ်ကျွန်တော်အရာအလုံးပြောပြပါလို့ဆိုလိုက်တော့အန်နာကတဖြည်းဖြည်းရှင်းပြလာတယ်အန်နာကတုံရီနေတဲ့အတန်နဲ့သူမအကြောင်းကိုဆက်ပြောပြတယ်တထုတွင်ပြူကြတဲ့နေ့မှာသူမအဖေကအောက်မှာပိတ်မိနေခဲ့တယ်ခြေထောက်ကကြောက်တုံးတွေအောက်မှာညက်နေပြီးလုံးဝမလုံနိုင်တော့ဘူးအန်နာကသူ့ကိုကယ်ဖို့အမြန်ပြေးသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအလုသမားတယောက်ကအခြေအနေကိုအခွင့်ကောင်းယူပြီးအန်နာအဖေစုဆောင်းထားတဲ့ငွေတွေကိုခိုးယူဖို့ကြိုးစားနေတယ်အဲ့ဒီငွေကသူတို့ဘဝတစ်လျှောက်အပင်ပန်းခံပြီးရှာထားတဲ့ငွေအဖေကဒဏ်ရာပြင်းပြင်းထန်ထန်ရထားပေမဲ့ငွေကိုကာကွယ်ဖို့ကြိုးစားနေခဲ့တယ်အန်နာရောက်လာတဲ့အချိန်မှာတော့သူခိုးကတူးချုံကိုမြောက်ပြီးသူမအဖေရဲ့ခေါင်းကိုချိုးဖျက်ဖို့လုပ်နေပြီးအဲ့ဒီမြင်ကွင်းကိုတွေးလိုက်တာနဲ့အန်နာကမစင်စားတော့ပဲသူ့ကိုတက်ပစ်လိုက်တယ်ကျွန်တော်မေးလိုက်တယ်ဒါဆိုဘလို့ဖမ်းမိသွားတာလဲဒါပေမဲ့အန်နာမဖြေခင်အကြံပေးကအစားဝင်ဖြေလိုက်တယ်အဲ့ဒီအဖြေကကျွန်တော်ရင်ထဲကိုထိုးနှက်လိုက်တယ်လို့ပဲအန်နာကိုသူမအဖေကိုယ်တိုင်တိုင်ကြားခဲ့တာပါဟုတ်တယ်သူမအဖေကသမီးကိုအပီစုချင်းငွေရွှေတင်းကား25ပြားယူသွားခဲ့တာအဲ့ဒီငွေကသူ့ဘဝကြံတလျှောက်အေးစစ်စစ်နေနိုင်ဖို့လုံလောက်တယ်ကျွန်တော်အန်နာကိုဓာတ်ရိုက်ကြည့်ပြီးမေးလိုက်တယ်မင်းတက်ခဲ့တဲ့သူကမင်းထက်အသက်ကြီးတယ်အင်အားလည်းပိုကြီးတယ်ဘယ်လိုလုပ်နိုင်ခဲ့တာလဲအန်နာကငြိမ်ငြိမ်လေးပြန်ဖြေတယ်သူတို့ကနဆိုးဆွမ်းအားဖတ်လို့ခေါ်တဲ့အရာနဲ့
ကျွန်တော်မယုံသေးဘူးပြနိုင်မလားလို့မေးလိုက်တယ်အဲ့ဒီစကားနဲ့လူအားလုံးထိတ်လန့်သွားကြတယ်သူရဲကောင်းကတောင်ချက်ချင်းသားကိုကင်လိုက်တယ်စုံမကဒီအခန်းထဲကလူအားလုံးကိုအချိန်မီတတ်နိုင်တယ်အန်နာကိုယ်တိုင်တောင်ကျွန်တော်ကိုသတိပေးတယ်မင်းရဲ့စူးစမ်းခြင်းစိတ်ကတနေ့မင်းကိုတတ်လိုက်မယ်ဒါပေမဲ့ကျွန်တော်သူမမျက်လုံးနဲ့တက်တက်ကြည့်ပြီးပြန်ပြောလိုက်တယ်မင်းတကယ်နဲ့ဆိုးဆိုရင်ငါကိုအရင်တတ်မဲ့သူမဟုတ်ဘူးမင်းအဖေကိုအရင်တတ်တင်တာအဲ့ဒီစကားကအန်နာရဲ့နှလုံးကိုတိုက်ရိုက်ထိသွားတယ်သူမမျက်လုံးထဲကမျက်ရည်တွေတဖြည်းဖြည်းစီးကျလာတယ်ကို့အဖေကကို့ကိုတစ္ဆာဖောက်တာအဲ့ဒီနာကျင်မှုကတခြားဘာနဲ့မှမတူဘူးကျွန်တော်သူမနာကိုတိုးသွားပြီးမေးလိုက်တယ်မင်းကတနာဖို့ကောင်းတဲ့မိန်းကလေးလားဒါမှမဟုတ်တယောက်ဆောင်ကောင်းတဲ့နတ်ဆိုးလားသူရဲကောင်းကကျွန်တော်ကိုတားဖို့ကြိုးစားနေတော့မှပဲကျွန်တော်အန်နာရဲ့ဆွမ်းအားကိုပိတ်ထားတဲ့တန်ကွင်းကိုဆွဲဖြုတ်ပစ်လိုက်တယ်လူတွေအားလုံးထိတ်လန့်ပြီးထွက်ပြေးဖို့လှုပ်ရှားကုန်ကြတယ်ပြီးတော့ကျွန်တော်ကိုမျက်စိနဲ့ကိုယ်တိုင်မြင်လိုက်ရတယ်အန်နာရဲ့ကြောက်စရာကောင်းတဲ့ဆွမ်းအားကိုမိတောက်ကြီးတွေအချင်းခန်းနဲ့ပောက်ကွဲထွက်လာတယ်သူရဲကောင်းကပြေးပါလို့အော်ပေမဲ့ကျွန်တော်ခဏဆောင်လို့ပြောလိုက်တယ်ဘာလို့လဲဆိုတော့အန်နာကမိကိုထိန်းချုပ်နေခဲ့တာမိတောက်တွေကိုအချင်းခန်းတွင်းမှာပဲထိန်းထားပြီးအပြင်မပြန့်စေဘူးကျွန်တော်သူမစီတဖြည်းဖြည်းရှောက်လာတာကိုကြည့်နေခဲ့တယ်မိကြောင့်သူမအဝတ်တွေအကုန်လောင်ကျွမ်းသွားပြီးနောက်ဆုံးမိကိုငိမ့်လိုက်တယ်ပြီးတော့ကြောချမ်းစရာတည်ငြိမ်တဲ့အတန်နဲ့အရှင်သိကျင်တာကျင်းနေသွားပြီလားအန်နာကပြောတယ်အခုအားလုံးမြင်ပြီးပြီဆိုတော့ကျမကိုတက်လို့ရပါပြီဒါပေမဲ့ကျွန်တော်ကိုအင်ဂျီအုပ်ကိုဖြုတ်ပြီးသူ့မပေါ်တင်ပေးလိုက်တယ်ငါမင်းကိုမတက်ဘူးတကယ်တော့ငါမင်းကိုအလောက်ခံချင်တာလို့ပြောလိုက်တယ်